ကြာခဏဒေါသဖြစ်တတ်တဲ့ပုဂ္ဂိုလ်မကြာခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တစ်ဖက်သားကိုမကျေနပ်မှုနဲ့ဒေါသနဲ့ဆက်ဆံပြောဆိုတဲ့ပုဂ္ဂိုလ်သူ့ရဲ့ပုံရိပ်တွေရိုင်းဆိုင်ကြမ်းတမ်းတဲ့ပုံရိပ်တွေခဏခဏထင်းလာတဲ့အခါမှာအဲ့ဒီပုံရိပ်တွေအတိုင်းနောက်ဘဝကျတော့အယုဆိုးချစ်တယ်ဖြစ်တယ်ဘယ်သူမှလှုပ်တာမဟုတ်ဘူးဘယ်သူမပြုတ်မိမိမှုဆိုတဲ့အယုဆိုးနေတာဟာလေအမေကြောင့်လည်းမဟုတ်အဖေကြောင့်လည်းမဟုတ်ကိုလို့တဲ့ကံတရားကြောင့်ပဲအယုဆိုးတာဖြစ်တယ်ထို့တူပဲလူတယောက်ဟာချစ်ပြောရှုပြောရှိအောင်မကမြင်သူတိုင်းကငေးကြည့်လောက်တဲ့စက်တည်ရှိတဲ့ရုပ်ဤဆင်းရင်ကိုရတယ်အမေကလည်းတလောက်ချောတာမဟုတ်ဘူးအဖေကလည်းတလောက်ချောတာမဟုတ်ဘူးသူကြတော့ငေးကြည့်ရလောက်အောင်ရှုပ်စင်ကလှပ်ပါတယ်ဆိုတာသူရင်ထဲမှာဘာတွေဖြစ်တုံးများတဲ့ကောင်နဲ့ဆက်ဆံတဲ့ကောင်မှာမေတ္တာနဲ့ဆက်ဆံဘယ်သူကိုမှရန်လိုတဲ့စိတ်မရှိဘူးအမှားအဖြစ်ပြောရင်အလွန်သဘောကောင်းတယ်ဘယ်သူကိုမှရန်မလိုတတ်ဘူးမေတ္တာနဲ့ဆက်ဆံတယ်မေတ္တာနဲ့ပြောဆိုတယ်လိမ္မာတယ်ယဉ်ကျေးတယ်စိတ်ဆိုးနေတယ်ဆိုတာမတွေ့ဘူးရလောက်အောင်ချစ်ဖွယ်သောမျက်လုံးပြုံးသောမျက်နှာနဲ့သူတော်အားတွေကိုဆက်ဆံတဲ့ပုဂ္ဂိုလ်အဲ့တော့သူ့ရဲ့ယင်ထဲမှာပုံရိပ်တွေကလှလှပပခဏခဏဖြစ်နေသည့်အတွက်ကြောင့်အဲ့ဒီပုံရိပ်တွေမှတ်တမ်းတင်ထားတဲ့အတိုင်းပဲဘဝတန်တရားဖြစ်တဲ့အခါမှာလှပါတယ်ဒါဘယ်သူဟောတာတော့ဆိုသုလကမ္မဝိပင်္ဂသုံးပါမြတ်စွာဘုရားဒီတိုင်းဟောတာနော်ခက်ထန်ဒေါသပြင်းလွန်းကအလှပြက်ပြီဆိုဒေါသမထံမေတ္တာတံရုပ်ဖန်လှတကူလူတွေမှာအယုဆိုးခြင်းအချီးတန်အယုဆိုးခြင်းအယုချောရုပ်ဆင်းအင်္ဂါလပခြင်းဆိုတာအမေကလှုပ်တာလည်းမဟုတ်ဘူးအဖေကလှုပ်တာလည်းမဟုတ်ဘူးအမေနဲ့လည်းမပတ်သက်ဘူးအဖေနဲ့လည်းမပတ်သက်ဘူးတကယ်တော့ကံတရားနဲ့ပဲပတ်သက်တယ်